သူကဆိုဟိုအချိန်မပြေလို့မနေ့ကမှပြောလို့ရတယ်အချိန်ကြီးအများကြီးရတယ်စိုက်တဲ့အချိန်မှလွှမ်းဟုတ်ကဲ့အခုလိုက်တက်ကြည့်လိုက်လွှမ်းနေပြီနော်အခုလိုက်လေးတစ်ချက်တက်လာပဲဟုတ်ကဲ့မော်လိုက်တာနောက်ကြသွားတော့မနေ့စောတော့စောတယ်တက်ရှူပါလေးချက်တယ်မတ်တက်ထားပူလိုက်တာကဲဘယ်နှနာရီတော့12နှစ်ပေါင်း9:20ကဲမြန်လေးလိုက်တက်လာခဲ့ပြီမြန်တက်လာခဲ့ပြီပါလို့အားလုံးပြန်တော့ဝင်လာဟယ်လိုဟုတ်ကဲ့ပြောပါဝင်လာခဲ့မှာဒီ609684435ကိုငွေသွင်းလိုက်နော်သမီးလိုင်းပေါ်တက်နေပြီအခုတက်လာခဲ့ခရမ်းရောက်အိမ်ဝင်ဆက်ကလေးနဲ့အမ609684435ကိုငွေသွင်းလိုက်သမီးပြောပြမယ်သမီးပြောတာလေးမှတစ်ချက်နားထောင်ပြီနော်609684435မူရင်းဖုန်းတစ်လုံးနဲ့ကြံတာအကောက်တုကတ်တွဲတာလည်းမရှိဘူးမြန်တို့မှာနော်ဖုန်းနံပါတ်နှလုံးစင်တင်ထားတာလည်းမရှိဘူးအဲ့ဒီလိုနှလုံးစင်တင်ထားတာအကောက်တုမြန်တို့က609684435တစ်လုံးနဲ့ပဲအမဝေပေး KB ရှိတယ်ကြိုက်တာနဲ့လွှဲပြီးတော့မြန်တို့ဒီ Messenger မသုံးဘူး Viber မသုံးနော်ဟုတ်ကဲ့အမငွေလေးလွှဲပြီးသွားရင်မြန်တို့ဖုန်းလေးပဲပြန်ခေါ်ခဲ့ဟုတ်တယ်မနော်ဟုတ်ပါပြီတကယ်လို့သမီးဖုန်းမကင်လဲစိတ်မပူနဲ့လိုက်တက်နေလို့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကွယ်ဆွေပွင့်ဖူးဟယ်လိုဝက်ဆက်လေးနဲ့အရန်လှနေပါတယ်ဟုတ်ကဲ့ပါဟယ်လို609684435ကိုငွေသွင်းပေးပါနော်ကိုကောင်းကအရန်လှနေတဲ့စုပန်ထွာလေးတဲ့စုပန်ထွာကမြန်တို့ကအတန်ပဲကြိုက်တာနော်အားလုံးပဲမြန်လေးလိုက်တက်လာပြီနော်မြန်တို့စောလေးတက်လာပြီတဲ့ဆိုတော့နည်းနည်းလေးမြန်လိုင်းနေမကောင်းလို့မြန်လေးတက်လာခဲ့ပြီပါဟယ်လိုဟုတ်ကဲ့ပြောပါဟုတ်တယ်မဒါမီမြတ်တို့ဖုန်းမှာဝင်လေဒီ609684435ကိုငွေသွင်းပြီနော်ဘာနဲ့လွှဲမလဲအေးမမမီမြတ်တို့ကတော့ဒီ609684435တစ်လုံးနဲ့ကျန်တာအကောက်တူနော်ဟုတ်ကဲ့မအမရဲ့ဖုန်းနံပါတ်ရိုက်ထည့်ရတယ်မို့လားရတယ်ဒီ609684435ကိုပဲရိုက်ထည့်ပြီနော်ဟုတ်ကဲ့မအဲ့ဒါမကဲမြန်လေးလိုက်ကိုတက်လာလေးပါဟယ်လိုရှင်အခက်ခဲဖြစ်ရင်ကူညီပေးမယ်ပြောအန်ဒီဟုတ်ကဲ့အဲ့ဒါဆိုရင်အန်တီပြီးမှသမီးနဲ့ပြန်ခေါ်သမီးလိုက်တက်နေလို့နော်ဟယ်လိုရှင်ဘာနဲ့လွှဲထားလဲမKP နဲ့ဟုတ်ပြီ609684435ကိုလွှဲတာနော်โอเคမရပြီနော်သမီးလိုက်တက်နေလို့ကဲဖုန်းလေးခဏနားမယ်ကဲမင်္ဂလာညချမ်းလေးပါမြန်လေးလိုက်ကိုတက်လာပြီးပါနော်ဆွဲဆိုတဲ့ကောက်ပိုင်ရှင်ကဟိုင်းညီမလေးတဲ့ဟုတ်ကဲ့ပါရှင်
မြန်လေးလိုက်ကိုတက်လာပေးပါနော်အောင်ချမ်းနာမည်ခေါ်ပေးပါခေါ်ပေးလိုက်ပါပြီနာမည်ခေါ်ပေးလိုက်ပြီနော်ရှင်အောင်ချမ်း609684435ဒီဖုန်းထဲကိုငွေသွင်းပြီနော်1000အဖွဲ့ဝင်ကြီးရတစ်ပတ်လုံးစားအောင်1000ဖုန်းနံပါတ်ကဒီ399609684435တစ်လုံးနဲ့ပါကျန်နာကောက်တုပါကိုကောင်းတဲ့မျက်နှာရည်တဲ့နေမကောင်းလားတဲ့ပရာစတာတွေ့နေတဲ့ခေါင်းမှာတဲ့နည်းနည်း pressure ကြီးတက်နေတယ်သွေးတွေနည်းနည်းတိုးနေလားမသိအဲကြောင့်မလို့ခေါင်းတွေနည်းနည်းကိုက်နေခေါင်းကလည်းလျှော်လိုက်တော့ခေါင်းနည်းနည်းကိုက်နေလို့ဟာလို့မြန်လိုက်တက်လာပြီနော်ကျေးဇူးများကြီးတင်ပါတယ်ကိုကောင်းအကောက်ပိုင်ရှင်လေးနော်ကဲနှုတ်ခွန်းဆက်တာပါမယ်မြန်တို့ရဲ့ဒီ like ကိုအားပေးကြည့်ရှုကြတဲ့မိသားစုအားလုံး9နှစ်9ရက်သားသမီးအားလုံးကိုစိတ်နှပြဘေးရန်ကင်းကွာကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံ၍လူရင်းဆန္ဒမှန်သမျှတလုံးတော်ဝါကြီးညာရှိပိုင်ဆိုင်ကြပါစေမရှိစကားနားဝမှာမကြားသည်မကြားရှိကြပါစေနဲ့ပူပင်တောကဟုသမျှကင်းရှင်းကြပါစေလို့မြန်တို့ဘက်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်9နှစ်9ရက်သားသမီးတွေရဲ့ရင်ဝယ်မှာပူပင်တောကကြီးအားလုံးငြိမ်းအေးပါစေမြန်တို့ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်မြန်လေးလိုက်ကိုတက်လာပေးပါနော်တနင်္လာနေ့ပိတ်တယ်တနင်္လာနေ့ပိတ်လားတဲ့တနင်္လာနေ့ပိတ်တယ်နော်ပိတ်တယ်ငကူတွေကလူတွေကရှုံးကြွေးတွေနဲ့ပြန်လိုက်ပါမယ်ဆိုမှဒါပေမဲ့ပိတ်ရက်ရှိလဲအမပြတ်ပါနဲ့နော်ပိတ်ရက်ရှိလဲအမပြတ်နဲ့ပိတ်ရက်ရှိရင်မြန်တို့ဘက်ကအဆင်ပြေတယ်အဲဘာအကျင့်လဲမသိပိတ်ရက်ရှိတဲ့အပတ်တွေဆိုရင်မြန်တို့အဆင်ပြေတယ်ဟယ်လိုဖြေရမယ်လေဒီလိုပဲဖြစ်မှာပေါ့60နှစ်5လေး30နှစ်လေးโอเคညီမလေးကျေးဇူးတင်တယ်နော်ဒေါ်ချိုအေးဆိုတဲ့အကောက်ပိုင်ရှင်ကကျမ်းမာရေးဂယုစိုက်ပါသမီးလေးတဲ့ငါးတွေ3တွေပျောက်သွားတယ်မျက်နှာနည်းနည်းပါခေါင်းတွေကိုက်သွားတယ်ပရက်ရှာတွေပါတက်သွားတော်သေးတာပေါ့စိန်ခေါ်ပတ်တိကကိုးပေးမိလို့ပေါ့ငါးတာပေးမိဒုက္ခဟယ်လိုဟုတ်ကဲ့ရှင်609684435ကိုလွှဲတာလားโอเคအဲ့438ကိုမှတ်ပဲအားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်လေးလိုက်ကိုတက်လာပေးပါနော်မြန်လေးတက်လာခဲ့ပြီနောက်ပြီးမမီတို့မမတ်တို့ဖြစ်မှာဆိုလို့မြန်တို့ပြောပြီးပြန်ဆင်းပါဟယ်လိုလွှဲလိုက်609684435အကောက်ထဲကိုထည့်ပြီနော်โอเคအကောက်ထဲကိုထည့်နော်ဟုတ်ပါတယ်ရှင်အေးဆန်းဆိုတဲ့ကောက်ပိုင်ရှင်လေးနာမည်ခေါ်ပေးပါတဲ့ကဲခေါ်ပေးလိုက်ပါပြီရှင်နော်ခေါ်ပေးလိုက်ပါပြီနာမည်လေးခေါ်ပေးပါဆိုလို့ခေါ်ပေးလိုက်ပါပြီအဲ့ဘက်ကရဲတောင်နေနေတော့ခက်အဝေးဟိုင်းပဲဖြစ်ဘက်ကပူလို့ဟယ်လိုနည်းနည်းလေးပဲလေးလိုက်နည်းနည်းချောင်းကပ်ပါဟယ်လိုဟုတ်ကဲ့ရတယ်မဝင်လာခဲ့ဒီ609684435အဖွဲ့ဝင်ကြီး1000သွင်းပြီးတစ်ပတ်စာ1000နော်ကြိုက်တဲ့အချိန်လွဲမှနော်ဆရာမရဲ့လိုက်ကိုကြည့်ပြီးတဲ့ထိုးတာပေါက်တာဆရာမရဲ့တဲ့ကျေးဇူးတင်လိုက်တာဆန်းရဲ့ကျေးဇူးတင်လိုက်တာမျက်နှာပြောမယ်အခုမျက်နှာခေါင်းစဉ်မှာတင်ထားတာနဲ့မျက်နှာရဲ့ပါဇက်ကပြောတဲ့ဖုန်းနံပါတ်နဲ့ထပ်တူကြမှာမိမျက်နှာအစ်စ်ပါလိုက်ရဲ့ခေါင်းစဉ်နဲ့မိမျက်နှာပါဇက်ကပြောတဲ့ဖုန်းနံပါတ်နဲ့ထပ်တူမကြရင်အကောက်တုမိမျက်နှာရဲ့မူရင်းဖုန်းနံပါတ်ဒီ399609684435တစ်လုံးလေးပါအဖွဲ့ဝင်တွေဂယုစိုက်ပါဒီတပတ်ပဲပျောက်သေးတာပါတဲ့ကနန်းငါးလုံးကအမြဲထွက်ပါတယ်တဲ့ကိုကောင်းဆိုတဲ့ကောက်ပိုင်ရှင်ကြီးကျေးဇူးထူးတင်ပါတယ်နော်ငါးတစ်လုံးကလည်းဘယ်လိုပြောမလဲအရန်ဟော့သွားတာလေအနေနဲ့ရက်ကဒီတစ်လုံးပဲလိုက်နေကြတယ်ဆိုတော့တော်တော်ကြီးကိုဟော့ဖြစ်သွားတာ
တော်တော်ကြီးကိုဟောဖြစ်သွားတာနော်အဲ့တော့စိတ်တွေလည်းမကောင်းဘူးဒါပေမဲ့အခုလိုက်ကလေးကိုညံဆုံးတက်လာခဲ့ပြီညနိုးမွေးကနန်းလေး2ကွက်ကိုမြစ်မွေးကနန်း3ကွက်မြစ်တာလက်ဆောင်ပြီးခဲ့မယ်ဒါကတကြံကာလာလေးမှာညနိုးနဲ့အဖွဲဝင်ရသည်ပဲဖြစ်ဖြစ်မဝင်ရသည်ပဲဖြစ်ဖြစ်ဟလားညနိုးပြီးတဲ့ကနန်းလေးတွေကိုမွေးကနန်းကြိုက်တာပဲဖြစ်ဖြစ်ဗရိတ်ကြိုက်လို့ပဲဖြစ်ဖြစ်ပါအခုညနိုးကအကုန်ပြောမှာ4ရက်ထဲထွက်ပြီးမယ်အကုန်ပြောမှာကြိုက်နှစ်သက်ရကိုရွေးချယ်ပြီးတော့လိုက်တဲ့ပုံမှာကိုရွေးချယ်မှုမှန်ကန်မှုဖြစ်ပါစေအဲ့တော့မွေးကနန်းလေးကိုလည်းတစ်သက်နဲ့တကူတစ်ခါမှမပြောခဲ့ဘူးပါဘူးလိုင်းပေါ်မှာဒါပေမဲ့အခုကတော့တကြံကာလာလေးနီးနေတဲ့အတွက်ညနိုးဒီမြစ်တာလက်ဆောင်မွေးကနန်းလေးကိုလည်းချပြီးခဲ့မယ်အဖွဲဝင်မှပေးမှလားအဖွဲဝင်မှမပေးမှလားအဲ့လိုမဟုတ်ပါဘူးเนาะမတ်ဤမွန်ဖြူပါအမမြတ်တို့နာမည်ခေါ်ပေးပါနော်ဟုတ်ကဲ့ဇော်မူအခုအကောင့်နာမည်ကဇော်မူထပ်မဟုတ်ဘူးလားအဲ့တော့အကောက်ကဇော်မူထက်မတ်ဤမွန်ဖြူပါဆိုတာကဘယ်သူ့ကိုပြောရလဲအဲ့တော့အသေးတွေပေးနေတဲ့ဒေါ်ချိုချိုအေးအကောက်ပိုင်ရှင်ကဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အသေးကိုအကြည့်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့တော့မြန်နူးကအဖွဲဝင်သည်ပဲဖြစ်ဖြစ်အဖွဲမဝင်သည်ပဲဖြစ်ဖြစ်မြစ်တာလက်ဆောင်ကမွေးကနန်းလေး3ကွက်ကိုတော့လိုင်းပေါ်မှာပေးခဲ့မယ်ကန်တရားနော်ကန်တရားဒါပေမဲ့အရန်ကြိုက်တော့မွေးကနန်း3ကွက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ထည့်ပေးမယ်ပေးလိုက်မယ်နော်အလှလုံးချင်လို့ပါတဲ့သူစားဆိုတဲ့ကောက်ပိုင်ရှင်ကအမညီမအဖွဲဝင်လို့ရတာပြောတယ်တိလားညီမတဲ့အလှလုံးချင်တော့ဟုတ်ကဲ့ပါရှင် iPhone နံပါတ်1တော့ဘယ်လောက်ဆွဲလဲအခုတလုံးပြီရန်ချွေးတွေထွက်လို့တော့ခေါင်းတွေလျှော်ချခေါင်းတွေကြိုက်ဟယ်လိုရှင်ဟုတ်ကဲ့ဒီဖုန်းနံပါတ်လေးမှတ်ပေးလိုက်ပါကောက်ထဲထဲကဲအဲ့တော့မြန်လေး like ကိုတက်လာခဲ့ပြီအရန်ညက်နဲ့သွားလို့ line ပေါ်မှာကြာကြာနေ view ဟာတက်မယ်နော်အဲ့တော့မြန်တို့ပြောမယ်ပြောရင်းနဲ့ view ဟာစောင့်မယ်မြန်တို့က view ဟာမမှတ်ဘူးမိုင်းမော်တက်ကနန်းပြောပြီးပြီနော်အဲ့တော့မရမှာဆိုလို့မြန်တက်လာခဲ့ပြီးကနန်းလို့ချင်းရင်တန်းတန်းတွေအဖွဲဝင်အဟောင်းဖုန်းမဆက်တော့ဘူးနော်ဘာဖြစ်လို့လဲအမ message ပို့တဲ့ဖုန်းကိုပြန်ဆက်ပြီနော်ငွေသွင်းရမှာတော့39969443ကိုပဲလွှဲနော်ဟုတ်ပါတယ်အမမျက်လို့ဟုတ်ကဲ့ပါခုနကအီမွန်ဖြိုးနာမည်လေးဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကိုဇော်မိုးထက်အကောက်ပိုင်ရှင်ပေါ့နော်ဇော်မိုးထက်အကောက်ပိုင်ရှင်ကခုနနာမည်ခေါ်ခိုင်းလိုက်တာဟုတ်ပါပြီကျေးဇူးတင်တယ်နော်ကဲမြန်လိုက်တက်လာခဲ့ပြီနော်ဟယ်လိုဟုတ်ကဲ့ဟုတ်တယ်မဝင်လေးမှာဒီ609684435ကိုငွေသွင်းပေးပါနော်ဟုတ်ပြီမရတယ်အဆင်ပြေလို့အခုလိုက်တက်နေတဲ့ချက်ကြည့်ပြီနော်ဒီတပတ်တဲ့8ကြိမ်တောင်ဝင်နေမြန်လို့ရေးတဲ့ဥပပါကျေးဇူးတင်ပါတယ်အားပေးနေတယ်နော်တဲ့အောင်မျိုးဟေးဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်စပယ်ပန်းလေးညီမရေကူညီပါအောင်ဟုတ်ကဲ့ပါကျော်မင်းဆိုတဲ့ကောက်ပိုင်ရှင်ကအဖွဲဝင်အသက်ဝင်ခြင်းတို့ကဝင်ခြင်းရင်609684435ကိုငွေသွင်းပါညနိုးလိုက်ရဲ့ခေါင်းစဉ်ကပြောတဲ့ခေါင်းစဉ်မှာတင်ထားတဲ့ဖုန်းနံပါတ်နဲ့ညနိုးရဲ့ပါစက်ကပြောတဲ့ဖုန်းနံပါတ်နဲ့ထပ်တူကြမှာအကောက်စစ်ပါကျန်တာအကောက်တူပါငွေရောင်ပလဲက6ဘူးလဲ66ဘူးလဲရတယ်မမဟုတ်ကဲ့ပါရှင်မြင်မြန်တို့ရဲ့မွေးရင်ဖုန်းနံပါတ်ဒီ3996944435ပါနော်ကျော်သူလေးဆိုတဲ့ကောက်ပိုင်ရှင်ကမရေမနက်မှငွေလွှဲမယ်ရတယ်အဆင်ပြေတဲ့ချိန်ကိုလွှဲနော်အဆင်ပြေတဲ့ချိန်ကိုလွှဲအဓိကမမျက်နှိုးကိုဖုန်းခေါ်လို့ရနေဖို့ပဲအရေးကြီးတာကျန်တာတွေကအကောက်တူညနိုးပြောတယ်နော်ကဲမြန်လေးလိုက်တက်လာခဲ့ပြီမြန်တို့ပြောမယ်ခဏ iPhone တစ်လုံးဆွဲ iPhone တစ်လုံးဆွဲဖုန်းကဒီချိန်ဆွဲနေတယ်လာပါလိတင်းဆိုတဲ့ကောက်ပိုင်ရှင်ကစက်တီရှိလိုက်တာညီမလေးရေဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်နော်ဟယ်လိုအခုလိုက်တက်ပေါ်နေတယ်ခရိုင်းပါတမှုဝမ်းဆက်ခရိုင်းရောင်လေးနဲ့နော်ဟုတ်ကဲ့ပါရှင်
သူဆိုတဲ့ကောက်ပိုင်ရှင်ကမမစုပန်ထွားလေးတဲ့ဟုတ်ကဲ့ပါရှင်ဟယ်လိုရှင်မမ2000လွှဲလိုက်တော့မယ်ဩအဆင်ပြေလို့လားပြည်တယ်ဆိုတဲ့တန်လေးကိုပဲမြန်တို့ကကြားချင်ပါတယ်အခုညီမလိုက်တဲ့ညီမလေးကိုလည်းကျေးဇူးတင်တယ်ဟုတ်ကဲ့ပါမမအခုညတို့လိုက်တက်နေတယ်မလိုက်မကြည့်ဘူးလားအပြင်ရောက်နေလို့ရတယ်မမအဲ့ဒါဆိုရင်မကြည့်နဲ့တော့နော်ဟုတ်ပြီမရတယ်လေမမဟုတ်ကဲ့ကျေးဇူးတင်တယ်နော်မမတို့မိသားစုကြီးဟုတ်ကဲ့ဒီထက်မကစီးပွားရေးတွေအဆင်ပြေကြပါစေအောင်မြင်ကြပါစေနော်လူတိုင်းတာရနိုင်ပါစေမရဲ့ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဟုတ်ဒီဖုန်းနံပါတ်ကို2000မှတ်ပြီပေါ့ကဲညံလေးလိုက်တက်လာခဲ့ပြီပါနော်ညံလေးလိုက်တက်လာခဲ့မင်္ဂလာပါမမမေရန်လှဟုတ်တယ်နော်အခုလေညနိုးဖွဲ့ဝင်တဲ့သူတွေညနိုးလေမြက်ရီနုနူးရီမမမေရီအရန်ချစ်နေကြတာဟုတ်ကဲ့ပါရှင်ကျေးဇူးထူးတင်ပါတယ်လို့နော်ကဲတကြံကာလာလေးတွေနီးပြီဆိုတော့ကနန်းလေးတွေအကောင်းဆုံးကနန်းလေးတွေပြောကြတာပေါ့နော်ရှင်ဟုတ်ကဲ့โอเคမြန်လေးဟုတ်ပြီကဲညနိုးကနန်းလေးစတင်ပြောတော့မယ်ဖြူဟာကိုမစောင့်ဘူးညနိုးဒီကနန်းကိုဖြူဟာစောင့်ရတာမကြိုက်ဘူးတက်လာတဲ့လူနဲ့ပဲကနန်းပြောမှာနော်နောက်မှပြန်ကြည့်ကြဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးညနန်းလိုင်းလေးပြတ်ကြလို့နော်မပြတ်ပါနဲ့ညနိုးတယောက်လုံးရှိတယ်4ရက်ထဲထွက်ပြီးမယ်အစဉ်ပြေအောင်ပြန်လုပ်ပြီးမယ်ဟုတ်ပြီနော်ကဲဒီစားလေးလိုက်မှတ်ပေးပါ4ရက်လည်းပြောတယ်3ရက်လည်းပြောနေတယ်ညနိုးတီးထားတဲ့အဲ့ဒီနှစ်ချုပ်စာချုပ်နှစ်ချုပ်ရဲ့ပြက်ကတိန်ကတော့4ရက်ထဲအခုဖြူဟာအစ်စ်ပြန်ပြီးတော့ပြက်ကတိန်အစ်စ်ထုတ်တယ်လို့ပြောတယ်ညနိုးတီးတဲ့ပြက်ကတိန်ကညနိုးမှာရှိတဲ့တူးဒီရဲ့နှစ်ချုပ်ရဲ့ပြက်ကတိန်က4ရက်အခုနိုင်ပေါ်မှာတစ်မျိုးစီကြားနေတာက3ရက်တဲ့နော်အဲ့ဒါကြောင့်မလို့မမလည်းအကြိုက်ဆုံးတစ်လုံးကိုစော်မယ်တဲ့โอเคပါပြောပြမယ်မကင်မထားလိုက်တော့ငါနေမြက်နိုးရဲ့အတန်မဟုတ်ရင်တေချာချက်ပါအတန်တွေကိုတေချာချက်ပါနော်အဲ့တော့နောက်မှဝင်မယ်အဖွဲ့ဝင်အဟောင်းတွေကတော့အေးဆေးပဲညနိုးရဲ့ message ပို့တဲ့ဖုန်းနဲ့အကောက်တူကအမျိုးလိန်နေနော်အကောက်တူကအမျိုးလိန်နေညနိုးအပြင်သွားလို့ညနိုးဈေးသွားလို့ညနိုးကလေညနိုးအခန်းနဲ့ညနိုးရဲ့အလုပ်ချိန်မှလေညနိုးကရေတောင်ထမတော့ဘူးအပြင်သွားဖို့နေတာညနိုးရဲ့အလုပ်ချိန်မှာနော်အဖွဲ့ဝင်ခေါ်နေတဲ့အချိန်မှာညနိုးကရေတောင်ထမတော့ဘူးရေဘူးတောင်အနာကအဖုံးဖွင့်ပေးတာဖုံးနဲ့ဘောပင်စာအုပ်နဲ့ကိုညနိုးကတိုက်ရိုက်ပြောတာညနိုးကိုရေတောက်ချင်တော့မှရေဘူးအဖုံးဖွင့်ပေးရတာအပြင်သွားဖို့နေတာအကောက်တူကအမြဲတမ်းပြောတယ်ညနိုးအတန်မဟုတ်ဘူးလို့အဖွဲ့ဝင်တဲ့သူတွေကပြောရင်ညနိုးအပြင်သွားလို့ဟုတ်လားဈေးသွားလို့လေညနိုးကဘာအကြောင်းမှဈေးသွားကြမလို့ညနိုးအိမ်မှာအပြည့်အစုံအကုန်ရှိပြီးသားအကောက်တူအမျိုးလိန်နေနော်အဲ့တော့ဂယုစိုက်ပါနော်ညနိုးအတန်မဟုတ်ရင်အထူးဂယုစိုက်ညနိုးဈေးသွားစရာမလိုဘူးညနိုးအိမ်မှာနော်အပြင်သွားစရာမလိုဘူးညနိုးကအလုပ်ချိန်မှာအလုပ်နဲ့တူအောင်အလုပ်ကိုလုပ်တာညနိုးမှာအပန်းဖြေချိန်မရှိဘူးအပန်းဖြေချိန်ဆိုတာလည်းဘာမှမသိဟုတ်လားဖုံးတစ်လုံးနဲ့ညနိုးအချိန်ကုန်နေတာအဲ့တော့ညနိုးအတန်မဟုတ်ရင်အထူးဂယုစိုက်ညနိုးအတန်ဒီပြောထားတယ်နော်စုပန်ထရာအတန်ကြက်တည်ရှိသောအတန်လို့ကိုပဲတင်စားပြီးပြောထားတယ်နော်အထူးဂယုစိုက်ပါကဲအားလုံးကိုညနိုးဒီကောင်းသောကဏ္ဍလေးတွေပောက်ကွက်ကဏ္ဍလေးတွေကိုစတင်ပြောပြပါတော့မယ်စာအုပ်ကလေးနဲ့ပေါ်ပီလေးနဲ့ယူပြီးတည်ချာလေးလိုက်မှတ်ပေးပါခုနှစ်ရဲ့သားသမီးအပေါင်းပြီးကိုစိတ်နှပြပြီးရန်ကင်းကွာပြီးတောကဟုသမျှကင်းရှင်းပါစေမြင်မြနုဒီတစ်ပတ်လွှင့်လာတဲ့ like ကလေးကတော့4လပိုင်း9ရက်နေ့ကနေ4လပိုင်း12ရက်နေ့အတွက်တစ်ပတ်စာ like ကလေးဖြစ်ပါတယ်10ရက်နေ့ကပိတ်တယ်ဆိုတော့လीနော်4လပိုင်း9ရက်နေ့ကနေ4လပိုင်း12ရက်နေ့အတွက်တစ်ပတ်စာ like ကလေးဖြစ်ပါတယ်အဲ့ဒီမှာမြနုသည်ချပေးသောကဏ္ဍလေးတွေဟာ9ရက်သားသမီးအတွက်အောင်ပွဲတွေဖြစ်ပါစေပောက်ကွက်ကလေးတွေဖြစ်ပါစေလို့မြနုကအ
အရင်ဆုံးစုမုံကောင်းတောင်းပေးပါရစီနော်ဝေယံထော့မာရီတပတ်တခါလှနေတယ်နော်ကျေးဇူးထူးတင်ပါတယ်နော်စိတ်မကုံနဲ့နော်မြန်တို့အခုပြောပေးမယ့်ကဏ္ဍလေးကိုစိတ်မနာနဲ့ရှုံးကြွေးရှိရင်နိုင်ကြွေးနဲ့ပြန်ဆက်မယ်ဟုတ်လားလောင်းကစားသမားဆိုတာဒီလိုပဲလေနှဲသမားလိုပေါ့ပိန်လိုက်ဖောင်းလိုက်နဲ့အဲ့ဒါကြောင့်မလို့မြန်တို့ပြောတာမိုးရွာတော့မှရေခံမြန်တို့ချပေးနေတဲ့ပတ်သီးတွေတော့အောင်ချက်တီကောင်းနေတာရအောင်ယူထားစုပ်ကင်ယူထားဆိုတာအဲ့ဒါပဲကိုဟာကိုဘက်ကကန်တာနေတဲ့ချိန်မှာနိုင်အောင်ယူထားဟုတ်တယ်နော်အဲ့ဒါကိုပြောချင်တာမိုးရွာတော့မှရေခံနှွေးခေါင်းမှာမိုးရေတောက်ချင်လို့မရဘူးအဲ့ဒါကြောင့်မလို့မြန်တို့ပြောတာမြန်တို့ပေးနေတဲ့ပတ်သီးတွေကအပင်တွေကမနေဘူးဖြစ်လာပြီးသွားပြီပြီးခဲ့တဲ့အပတ်မှာပျောက်တာကဲဒီတစ်ပတ်စတင်ပြီးတော့အောင်ပွဲဖြစ်ပါစေဗျာခုနှစ်ရက်သားသမီးတို့ဟဲ့လားမြန်တို့အခုပါဇက်ကပြောတဲ့ကဏ္ဍဤသည်စေဆက်ချရာအယုတ်ထင်၍အောင်မြင်ပါစေခုနှစ်ရက်သားသမီးတို့ကဲငါးတစ်လုံးကိုစိန်ခေါ်ပြီးတော့ပြန်ပတ်ဘလောက်ရှုံးထားလဲ20ရှုံးလား30ရှုံးလားပြန်ယူအဲ့ဒီငါးနဲ့နော်20ရှုံးထားလား30ရှုံးထားလား80ရှုံးထားလား100ရှုံးထားလားအဲ့ဒီငါးနဲ့ပြန်ယူအခဲမကြီးပြန်စော်မဲ့ပွဲနော်ငါးနဲ့ပြန်ယူပါငါးတစ်လုံးကိုညနိုးမိန်3ခွက်အရန်3ခွက်ရွေးပေးခဲ့မယ်ငါးနှစ်ငါးကိုပြောမယ်နော်ငါးနှစ်ငါးကို59 85မှာပြန်ကြည့်နော်ညနိုးငါးကိုအနောက်ဘက်ကနေထားပြီး8ကိုထိတ်ကနေထားပေးထားတယ်ငါးနှစ်ငါးကို9ခွန်85မိန်လေးကွက်ငါးဒီ8နဲ့ကပ်ပြီး8ကထိတ်ကနေလာပြီး9ကနောက်ကလာမယ်ကြံတဲ့ခဏနဲ့ကပ်ရင်9ဒီထိတ်ကနေဆင်းမယ်အဲ့ဒီအတိုင်းပြောတာနော်9နှစ်9ကို9ခွန်85မိန်လေးကွက်အရန်က9 4 5 6အရန်2ကွက်တင်ထိုးပါ9ဒီ9ရက်သားသမီးကိုပြန်ပြီးတော့ကောင်းကျိုးပေးမယ်ကဲတင်မယ်ရွှေကနန်းငွေကနန်းပါနော်ပြီးခဲ့တဲ့ဘက်ကမြန်တို့ကိုစိန်ဝဲရွှေဝဲမပေးလို့တဲ့လာတောင်းတယ်မရလို့မပေးဘူးလို့မြန်တို့ပါဇက်ကလည်းနှုတ်ကစီးတယ်နော်မရခဲ့ဘူးလို့ပြီးခဲ့တဲ့ဘက်ကပြောကဲဒီတစ်ပတ်တော့စိန်ဝဲရွှေဝဲကနန်းရပါပြီရွှေဖြစ်ငွေဖြစ်စိန်ဖြစ်မဲ့ရှိသမျှအကျွေးကိုဆက်ပေးမဲ့ငါးတစ်လုံးယုံကြည်ရင်လိုက်တဲ့တန်လိုက်ပါလို့မပြောဘူးနော်ယုံကြည်ရင်လိုက်ပါ9နှစ်9ကို9ခွန်85ကောမက်ကလေးမှာဝင်ရေးပေးပါမိန်းလေးကွက်အရန်သည်9 4 5 6အရန်2ကွက်ဆီယမကိုယုံနဲ့ဟုတ်ကဲ့ကျေးဇူးတင်တယ်နော်ကဲငါပြီးတော့လာတာပေါ့တစ်တလုံးပေးမှာတစ်တလုံးကိုစိန်ခေါ်လိုက်စိန်ခေါ်ပတ်လူတွေကိုဒုက္ခပေးထားခဲ့တဲ့တစ်ဒါပေမဲ့နံပါတ်မှာ1ရွှေလက်ကီးကနန်းနံပါတ်1ကရွှေလက်ကီးကနန်းညနိုးပြောပြီးစေဆက်ချရာရုပ်ထင်ရပါစီတမာဒီဝနဲ့မျက်နှာကောင်းလို့မှာပါညနိုးချပေးတဲ့ကနန်းတွေသည်ခொနည်းရသားသမီးတို့အစဉ်ပြေအောင်မြင်ရပါစေကဲနံပါတ်မှာ1ရွှေလက်ကီးကနန်း10 14 15မိန်3ကွက်တင်ထိုးပါ10 14 15မိန်3ကွက်တင်ထိုးပါ19 18ပပရံပါညတို့ပြောတယ်နော်တေချာလိုက်မှတ်ပါ10 14 15မိန်3ကွက်တင်ထိုးပါ19 18ပပရံပါမြေမြတ်တို့ရဲ့မုံရင်ဖုန်းနံပါတ်က399609684435တစ်လုံးနဲ့နော်ကျန်တာအကောက်တူဟယ်လိုရတယ်အခုမြန်တို့ဖုန်းလိုင်းတက်နေတယ်နော်ဟောပြောမှာမပူနဲ့သုံးနေမမေးနဲ့လာမယ်လာမှာအစင်လာမှာပျောက်ချင်တယ်လို့ပျောက်တခါမှမြေမြန်တို့ဘဝမှာပျောက်တော့ကနန်းအောင်မပေးခဲ့ဘူးဒီတကြောပေးမယ်ဒီတကြောပေးမှာမြန်တို့နော်ပျောက်တော့ပတ်တီးကိုမြန်တို့နောက်တစ်ပတ်မှာပြန်ပေးတာထုံးစံမရှိဘူးပေးပြီးဟေ့ဆိုရင်လည်းအဲ့ကြပင်ကြလက်ရှိလို့ပေးတယ်လို့ပဲသဘောထားနော်အဲ့တော့ရွှေလက်ကီးကနန်းကနံပါတ်1ကရွှေလက်ကီးနံပါတ်မှာ1ရွှေလက်ကီးဟုတ်ပြီနော်လာပြီ3ညတစ်လုံးပြုံးလေးဆင်းမဲ့3ညတစ်လုံး
တပတ်စာမပြောက်တော့ပတ်တီးပါတုံညာတစ်လုံးကနော်တပတ်စာမပြောက်တော့ပတ်တီးကတုံညာတစ်လုံးမှာအဲ့ဒီမှာမိန်းကလေးအရန်နေရွေးပေးမယ်တုံညာ3တုံညာ4တုံညာခွန်မိန်း3ကွက်တင်ထိုးပါတုံညာ8တုံညာ2ပါပါရံပါတုံညာ3တုံညာ4တုံညာခွန်မိန်း3ကွက်တင်ထိုးပါတုံညာ8တုံညာ2ပါပါရံပါကဲမော်မော်ဆိုတဲ့အကောက်ပိုင်ရှင်နာမည်ခေါ်ပေးပါစိတ်ချမ်းသာအောင်ခေါ်ပေးလိုက်ပါပြီရှင်နော်အဲ့တော့ main ဒီအရန်လေးကိုမျက်နှာရွေးချက်ပေးထားတယ်ဟုတ်ကဲ့ပါခင်ဆိုတဲ့ကောက်ပိုင်ရှင်ကဆီယမလေးစားပါတယ်ဟုတ်ကဲ့ပါလေးစားတာကိုလည်းချစ်တယ်ကျေးဇူးတဲ့တင်ပါတယ်နော်6တလုံးလို့ရှစ်6တလုံး share ပါတယ်တဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ပြီတုံညာတလုံးတပတ်စာမပြောက်တော့ပတ်တီးကတုံညာတလုံးမှာနံပါတ်မှာ1ရွှေလက်ကီနော်နံပါတ်1ကရွှေလက်ကီထိတ်ဆုံးကနေပဲရွှေဝဲငွေဝဲရွှေဖြစ်ငွေဖြစ်စိန်ဝဲရွှေဝဲလာမယ်ပြီးမှလာမှာနော်စိန်ဝဲရွှေဝဲကနန်းပြီးမှလာမှာအခုကရွှေဝဲငွေဖြစ်ရှိသမျှအကျွေးကိုဆက်ပြီးမှ9တလုံးယုံကြည်ရင်လိုက်ပါ9 2 5 9 5ခွန်85မိန်းတင်ထိုးပါအဲ့ဒီမှာ9 6 5 4ပါပါရံပါကောင်းကင်ကျေကျေးဇူးများကြီးတင်ပါတယ်ချယ်ရီဆီယမလေးရန်လှနေတယ်ဟုတ်ကဲ့ပါရှင်ကဲနာမည်ကြီးခေါ်ပြီးနေတယ်တန်းစီပြီးခေါ်ပြီးနေတယ်နော်လိုက်ကလည်းလွှင့်နေတယ်ဆိုတော့လေနော်ရွှေလက်ကီကနနံပါတ်1ထက်ခါပြောပြီးနေတယ်10 14 15မိန်းတင်ပါ19 18ပါပါရံပါတပတ်စာမပြောက်တော့ပတ်တီးသည်3 3 3 4 3 ခွန်မိန်းတင်ပါ3 8 3 2ပပရံပါနော်ကဲကျေးဇူးတင်တဲ့ comment ဒီမှာဝင်ရေးပြီးဟုတ်ပြီနော်4တလုံးအတန်ပြောက်သွားဟယ်လိုရတယ်ကြိုက်တဲ့ချိန်မှာလွယ်ပါရတယ်မြန်တို့လိုက်တက်နေလို့ရတယ်ကြိုက်တဲ့ချိန်မှာလွယ်4တလုံးဒီရှယ်3လို့ရတယ်4တလုံးကိုရှယ်3 4တလုံးရှယ်3မြန်တို့စာသားတွေနဲ့ပြောပြီးနေတယ်နော်4တလုံးရှယ်3 4 8 4 6 4 3မိန်းတင်ကစား4 8 4 6 4 3မိန်းတင်ကစားပူပူဆိုတဲ့ကောက်ပိုင်ရှင်နာမည်ခေါ်ပေးလိုက်ပါပြီစိတ်မဆိုးပါနဲ့နော်နာမည်ခေါ်ပေးလိုက်ပါပြီပူဆိုတဲ့ကောက်ပိုင်ရှင်လေးကဲနာမည်ခေါ်ပေးလိုက်ပါပြီရှင်ချစ်ရအောင်ဆိုတဲ့ကောက်ပိုင်ရှင်လေးကဲနာမည်ခေါ်ပေးလိုက်ပါပြီနော်ချင်းမင်းသားဆိုတဲ့အကောက်ပိုင်ရှင်ကအောင်မင်းပါစီဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ကဲ4တလုံးရှယ်တော့4 8 4 6 4 3မိန်းတင်ပါ4 9 4 2ပါပါရံပါစိန်ဝဲရွှေဝဲ3တလုံးစိုးရိမ်မနေနဲ့နော်ပတ်တီးတွေက2ပတ်ပြောက်တတ်တာတို့3ပတ်ပြောက်တတ်တာတို့ဆရာမလုံနဲ့ဝင်လေး6ခွန်ကို6ခွန်ကို6 8 4 4 3 5ငွေလွှဲလိုက်6ခွန်ကို6 8 4 4 3 5ငွေသွင်းပြီနော်ရောက် iPhone နံပါတ်ကိုမှတ်ပြီနော်3တလုံးစိန်ဝဲရွှေဝဲ3တလုံးစိတ်ထဲမှာထင်မနေနဲ့ပတ်တီးက2ပတ်ပြောက်တာလို့3ပတ်ဆက်တိုက်ပြောက်တာလို့မပြောက်စိတ်မထင်နေနဲ့မျက်နှာရဲ့ပါဇက်ကပြောတဲ့စကားလုံးတိုင်းဒီအောင်မြင်ရပါစေစိန်ဝဲရွှေဝဲ3တလုံး3 8 3ခွန်3 9မိန်းတင်ကစားပြီး3 1 3 2ပါပါရံပြီး3 8 3ခွန်3 9မိန်းတင်ကစားပြီး3 1 3 2ပါပါရံပြီးနော်ပူ3တဲ့ဟေ့ချစ်သွားပြီမလားပြောမှာပျောက်တဲ့ပတ်တီးတွေကိုပြောမှာပျောက်နေတဲ့ပတ်တီးတွေကိုရွေးပြောမှာကြပင်ကြလက်ရှိလို့မြန်လို့ပြောတာကဲကြိုးဆိုတဲ့ကောက်ပိုင်ရှင်ဒီကိုလဲခေါ်ပါအောင်တဲ့ခေါ်ကန်ခြင်းလို့ကဲခေါ်ပြီးလိုက်ပါပြီရှင်ဟယ်လိုခရမ်းရောင်ဝမ်းဆက်နဲ့တမူးအကိုတို့ကယောက်ျားလေးတွေဆိုတော့ညီမပါတိန်ဝမ်းဆက်လို့ပဲပြောလိုက်မယ်ပါတိန်ဝမ်းဆက်ခရမ်းရောင်နဲ့နော်ပါတိန်ဝမ်းဆက်ခရမ်းရောင်လေးနဲ့ဟုတ်ကဲ့ပါမိန်းကလေးတွေဆိုရင်တော့
ဘာအစင်လို့ပြောရယောက်ျားလေးတွေကြတော့အယောင်ပဲပြောလို့ရတယ်စိန်ဝဲရွှေဝဲသုံးတလုံးပျောက်ထားတဲ့ပတ်သီးတွေကိုရှယ်ကြအောင်ပြောပြီးမှမျက်နှာပြောပြီးဟေးဆိုကြောက်ကြမယ်ကြပါစီဗျာစက်ကိုင်းနဲ့အကူကြီးရဲ့ကြပေးပါတော့ခொနရဲ့သားသမီးတွေဒုက္ခတွေရောက်နေပြီမျက်နှာပြောတဲ့ကနန်းလေးတွေကြပေးပါ3839မိန်တင်ကစားပြီး3132ပပရံပြီးစက်ကိုင်းနဲ့အကူကြီးရဲ့ကြည်နေတယ်ဆိုရင်မျက်နှာတောင်းမှတ်ပါတယ်မျက်နှာပြောတဲ့ပတ်သီးတွေကြပေးပါခொနရဲ့သားသမီးတွေသနာလို့ပါမျက်နှာနာမည်မကြီးကျင်ပါဘူးခொနရဲ့သားသမီးတွေအစဉ်ပြေရင်ကျင်တတ်ပါရဲ့နော်ဟာဒီကနေ့မျက်နှာချပေးလို့ဟေ့အစဉ်ပြေတယ်အဲ့ဒီလိုနာမည်မကြီးကျင်ဘူးမျက်နှာချပေးလို့ငါတို့ခက်ခဲလေးတွေအစဉ်ပြေတယ်အဲ့ဒီလိုမျိုးအတန်လေးပဲကြားချင်တာဟလို့ဟုတ်ကဲ့ကဲပတ်တီးပြောပြီးသွားပြီအခွေယူကြမလားအခွေပြောပြီးမယ်နော်အခွေက9 4 3 3အခွေပါ914 3 3အခွေပါအဲ့ဒီမှာ9 1ဆင်းရင်ဆင်းမယ်1 4ဆင်းရင်ဆင်းမယ်10ဆင်းရင်ဆင်းမယ်ဟုတ်လား9 1 4 3 3အခွေပါရှင်9 1 4 3 3အခွေပါနော်ကဲအခွေပြောပြီးပြီကဲစင်းငံနီးကြမှာမေတ္တာလက်ဆောင်ဝေကနံပြီးမှာနော်အပူးစင်းမယ်အပူးမှာ9ဘူးခွန်ဘူးတင်ရိုက်နေရတော့ပြောပြရမှာနေရတော့အင်္ဂါညနေကြရင်ကြမကြရင်ဗုဒ္ဓဟူးနေ့ကိုကြ9ဘူးခွန်ဘူးပဲတင်ထိုးခိုင်းတာနော်အပူး10ခွက်ထိုးခိုင်းတယ်အပူး10ခွက်ကိုထိုးပြီးတော့9ဘူးခွန်ဘူးတင်ထိုးကြည့်ပါပါဝါကျင်းတီစင်းမယ်38 2ခွန်တင်ရိုက်ပါဝါ9ခွက်ထိုးပြီးရင်38 2ခွန်တင်ရိုက်ပေးပါမိန်တင်ကစားပေးပါငွေပရိတ်ကပြီးခဲ့တဲ့အပတ်ကငွေပရိတ်ရွှေပရိတ်တနေ့တည်းကြတယ်အခုလဲငွေပရိတ်ဒီ30ပရိတ်ရွှေပရိတ်ဒီ4ပရိတ်ငွေပရိတ်ဒီ30ပရိတ်မှာ3ခွန်တင်ထိုးရွှေပရိတ်မှာ4ပရိတ်ရွှေပရိတ်မှာ59တင်ထိုးကြရင်တင်ထိုးငွေပရိတ်က30ပရိတ်ရွှေပရိတ်က4ပရိတ်ရွှေပရိတ်က4ပရိတ်59တင်ထိုး44ပရိတ်နော်ငွေပရိတ်က30ပရိတ်3ခွန်တင်ထိုးပါဝါကျင်းတည်စင်မဲ့38 2ခွန်တင်ရိုက်အပူကျင်းတည်စင်မဲ့9 5ခွန်တင်ရိုက်ဟုတ်ပြီနော်အခွေမှာဆိုရင်9 1 4 3 3အခွေပါဘာလို့သေးလဲဘာမှမလိုဘူးနော်လိုအပ်ချက်တွေဘာမှမရှိအောင်ပြေဆုံးပြောပြခဲ့တာမြင်မြတ်နိုးရဲ့လိုက်ကိုအားပေးကြည့်ရှုကြတဲ့မိသားစုအားလုံး9 နှစ် 9ရဲ့သားသမီးအားလုံးဒီထက်မကစိတ်တည်ချမ်းသာရပါစေကိုစိတ်နှပြဘေးရန်ကင်းကွာပါစေဟုတ်တယ်မြတ်နိုးအခုတက်လာတဲ့လိုက်က4လပိုင်း9ရက်နေ့ရရင်4လပိုင်း12ရက်နေ့အတွက်တပတ်စာလိုက်ကလေးဖြစ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ရပြက်ရှိတယ်လीနော်အဲ့တော့ငါလည်းမှားတယ်17ရက်နေ့အတွက်17ရက်နေ့ဟုတ်တယ်ဒိတ်တွေလည်းမှားနေပါပြီ4လပိုင်း9ရက်နေ့ရရင်4လပိုင်း17ရက်နေ့အတွက်တပတ်စာလိုက်ကလေးနော်8 9 10 17 12ဆိုတော့ဟုတ်ပါတယ်ညနေမှကြည့်အဲ့ဒါရက်တွေတော့မတွက်နိုင်12ရက်နေ့အတွက်တပတ်စာလိုက်ကလေးဖြစ်တယ်နော်အဲ့ဒါတောက်ကြနေကပိတ်တယ်မပိတ်ဘူးဆိုတာကညနေမှရှိတယ်နှစ်ချုပ်ပြက်ကလေးကကြတော့တောက်ကြနေမပိတ်ဘူးအခုကကွက်လန့်ဟာလာကြားနေတာက17တောက်ကြနေပိတ်တယ်လို့ပြောတယ်ဒါပေမဲ့ပိတ်မပိတ်ပိတ်ခဲ့တယ်ဆိုရင်လေညနေရဲ့ဒီလိုက်ကပြီးသွားတော့ကနန်းတွေကိုချင်းချင်းကစားပါတကယ်လို့ဥပမာပေါ့3ရက်တည်းထွက်ခဲ့တယ်ဟိဆိုရင်ပတ်သီးတစ်လုံးရွေးချယ်လိုက်အဓိကပတ်သီးက1 5တွေဦးစားပေးပြီးတော့ကစားလိုက်1 5တွေ4တွေကိုဦးစားပေးကစားလိုက်နော်တကယ်လို့အဲ့ဒီရက်တွေကအရန်ပြက်နေတယ်ဆိုရင်မျက်နှာမှာရှိတဲ့ပြက်ကတိန်ကအခုသူတို့ကပြက်ကတိန်ပြန်ထုတ်တယ်လို့ကြားနေတာမျက်နှာကပြက်ကတိန်ပြန်ထုတ်တယ်လို့ကြားနေတာ4လုံးပြန်ပြောပြီးမယ်4 8 4 6 4 3မိန်တင်ကစားပြီး4 9 4 2ပါရံပြီးတနင်္လာနေ့ကတော့ကျင်းသေးပိတ်တယ်တနင်္လာနေ့ကကျင်းသေးပိတ်တယ်နော်အဲ့တော့အပူးစင်းမယ်9ဘူးခွန်ဘူးပါဝါကျင်းတည်စင်းမယ်38 2ခွန်ဒါပေမဲ့အဲ့ဒီလိုမျိုးပြက်ရက်တွေရှိရင်ကနန်းတွေကဖိပြီးစင်းသေးတာနော်အဲ့အထာတွေတော့သိပြီး
နော်အဲ့တော့ဟာပြည့်ရက်ရှိတဲ့ကနန်းနေများတယ်မထင်နဲ့ပြည့်ရက်ရှိရင်ကနန်းနေကိုသူတို့ဆင်းပေးလိမ့်မယ်အဲ့ဒီအချိန်မှာမိုးရွာတော့ရေခံပါနော်ကဲညနူပြောတာတွေကိုမှတ်မိမယ်ထင်ပါတယ်ခုနှစ်နေ့ခုနှစ်ရက်သားသမီးတွေအားလုံးအစဉ်ပြေကြပါစေအောင်မြင်ကြပါစေနော်ကဲမွေးကနန်းလေးကတော့ဘာမှမဟုတ်ဘူးသုံးခွက်ထဲပေးခဲ့မယ်ကြိုက်ရင်မွေးနော်ကြိုက်ရင်မွေးတကယ်လို့များညနူပြီးတဲ့မွေးကနန်းသည်ပောက်ကွက်ဖြစ်သွားရင်တကြံကာလမှာလှူကျင်နာကိုလှူသုံးကျင်နာကိုသုံးစားကျင်နာကိုစားမိမြနုကိုပတ်စံတစ်ကြက်တစ်ပြားဘေကိုမှမလွဲပါနဲ့တကြံကာလမှာလှူဖို့တန်းဖို့ဒီလိုက်ကိုကြည့်တဲ့မိသားစုတွေစိတ်ပါလို့မွေးခဲ့ရင်မွေးကနန်းကိုယူပြီးတော့မွေးဖြစ်ခဲ့ရင်ပောက်ကွက်ဖြစ်သွားရင်လှူရတန်းရအောင်မျက်နှာတဦးတယောက်ချင်းစီကိုပတ်စံလိုက်ပြီးတော့မလှူနိုင်ဘူးလေဒါကြောင့်မလို့ကနန်းလေးနဲ့မြစ်တာကနန်းလေးနဲ့ဒါနလုပ်ပေးတာနော်ကနန်းလေးနဲ့ဒါနလှူပေးတာအဲ့တော့မွေးကနန်းလေးက6ခွန်ရယ်3ည1ရယ်တေချာမှတ်နော်2 5ရယ်ကနန်း3ခွက်6ခွန်ရယ်3ည1ရယ်2 5ရယ်မွေးကနန်းလေး3ခွက်ကိုမွေးပြီးတော့ထွက်သွားခဲ့ရင်ပေါက်သွားခဲ့ရင်ကိုပတ်စံကိုပတ်ကိုယူပါဘာကြောင့်လဲငါးတွေ3နေနဲ့ရှုံထားတဲ့သူတွေလဲဒီလိုက်ကိုကြည့်ပြီးတော့မွေးကနန်းလေးကိုစိတ်ပါလို့မွေးရင်မွေးပါတကြံကာလမှာကုသိုလ်ဒါနတွေလုပ်ပါနော်ကုသိုလ်ဒါနတွေလုပ်ပါတကြံကာလအခါကြီးရက်ကြီးမှာနော်အဲ့တော့အဲ့လိုအခါကြီးရက်ကြီးမှာလှူရတန်းရအောင်ဆိုပြီးတော့မျက်နှာကပေးခဲ့တာ6ခွန်3ည1 2 5ဆိုတဲ့မွေးကနန်းလေး3ခွက်ကိုမွေးကြည့်ပါအားလုံးပဲမင်္ဂလာညချမ်းလေးပါကောင်းမြတ်သောညချမ်းလေးပါမင်္ဂလာရှိသောညချမ်းအချိန်ခါလေးမှာမိမြနုရဲ့ဒီလိုက်ကိုအားပေးကြည့်ရှုကြတဲ့မိသားစုတွေအားလုံးခုနှစ်နှစ်ခုနှစ်ရက်သားသမီးအားလုံးကိုယ်စိတ်နှပြဘေးရန်ကင်းကွာကြပါစေစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံ၍လူအင်ဆန္ဒမှန်သမျှတလုံးတဝါကြီးရရှိပိုင်ဆိုင်ကြပါစေသောကဟုသမျှကင်းရှင်းပါစေမရှိစကားနာဝမှာမကြားသည်မကြားရှိကြပါစေနဲ့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းအပေါင်းမှကင်းဝေးပါစေလို့မိမြနုကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်မိမြနုရဲ့နှုတ်ဝစီကထွက်သောကနန်းတိုင်းသည်စေးဆက်ချရာအယုတ်တွင်၍ခုနှစ်ရက်သားသမီးအပေါင်းကိုအကျိုးသက်ရောက်မှုတွေရှိပါစေအောင်မြင်ရပါစေ3ည1 2 5 6ခွန်ဆိုတဲ့မွေးကနန်း3ခွက်ထွက်ခဲ့လို့အောင်မြင်ခဲ့ရင်ဘယ်ကိုမှပတ်စံမလွှဲပဲနဲ့ကိုပတ်စံကိုကင်ပြီးတော့တကြံကာလမှာလှူပါတန်းပါလှုပ်ချင်ရာကိုလှုပ်ပါမျက်နှိုးကိုပတ်စံတစ်ကြက်တစ်ပြားမှလွှဲပြီးစရာမလိုပါဘူးမိမျက်နှိုးနာမည်နဲ့ပတ်စံနေတောင်းလာခဲ့ရင်လည်းအကောက်တူကတောင်းလာမိမျက်နှိုးပတ်စံမမတ်ဘူးအစိုးရကပြောထားတယ်နော်ပတ်စံမတ်မှဖြင့်ကနန်းရောင်သားမှာမျက်နှိုးသည်ပတ်စံမမတ်လို့မေတ္တာစေတနာထားပြီးဟတ်ဒီမှာဖုံးနေတန်းစီလာနေတာကိုမကင်ပဲနဲ့လိုက်ကိုတက်ပြောပေးတာပါငါးတွေ3နေနဲ့ရှုံထားတဲ့မိသားစုတွေအားတွေရှိအောင်ဟလာပေါက်ကနန်းလေးတွေရအောင်ဆိုပြီးတော့မျက်နှိုးကပြောပြတာခေါင်းကြီးကိုက်နေတယ်နော်အဲ့တော့ခေါင်းကြီးကိုက်နေလို့တဲ့အကောက်တုကမျက်နှိုးလိုက်ပြီးသွားရင်သူတို့ဖုန်းနံပါတ်တွေနဲ့ကတ်တွဲတင်မယ်လုံးဝမယုံနဲ့မိမျက်နှိုးကဖုန်းနံပါတ်တစ်လုံးနဲ့3ည9 6ခွန်9 684 435တက်လုံးနေပါနောက်မှဝင်မဲ့အဖွဲ့ဝင်အသစ်တွေအထူးဂရုစိုက်ပါအားလုံးပဲကောင်းမြတ်သောညချမ်းလေးပါမင်္ဂလာရှိသောညချမ်းချိန်ခါလေးမှာနှစ်သက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ကြိုးစိုးနိုင်ပါစေတကြံကာလတွေမှာလည်းဥပုပ်တွေစောင့်မဲ့သူတွေလည်းစောင့်လို့ရအောင်လို့ဟလာစိတ်ချမ်းချမ်းသာသာနဲ့တရားစခန်းဝင်မဲ့သူတွေရောဥပုပ်သတင်းတီလာစောင့်မဲ့သူတွေရောညနိုးရဲ့ဒီ6ခွန်ရဲ့3ည1ရဲ့2 5ရဲ့ကိုထိုးပြီးတော့ပောက်ကွက်ဖြစ်ခဲ့ရင်ပတ်စံလေးတွေကင်ပြီးတော့လှူပါတန်းပါမျက်နှာတစ်ချက်တစ်ပြားမလွဲပါနဲ့မိမျက်နှာရဲ့လို့ပတ်စံလေးတောင်းလာခဲ့ရင်လည်းအကောက်တူပါအထူးဂရုစိုက်ပါနော်ကဲပျော်ရွှင်တော့ညချမ်းချိန်ခါလေးပါမိမျက်နှာရဲ့လိုက်ကိုအပြည့်ကြည့်ရှုကြတဲ့မိသားစုတွေစိတ်ချမ်းသာကြပါစေဗျာ